ဒီဇလန်လေးကတော့မင်္ဂလေးကယောက်ရဲ့လှပချင်းစောနဲ့နန်းဆန်တဲ့အိမ်မက်တွေအကြောင်းရိုက်ကူးထားတာပါခရီးတစ်ခုမှာအယ်ဗီရာဟာမင်းသားလေးရဲ့ကြပြာစာအုပ်ကိုဖတ်ရင်သူမရဲ့အိမ်မက်ထက်ကမင်းသားနဲ့ဆုံတွေ့ရဖို့ရောင်ရမ်းနေခဲ့ပါတယ်တစ်ဖက်မှာလည်းသူမရဲ့မုတ်ဆိုးမှမိခင်ရိုဘက်ကဟာချမ်းသာတဲ့သူတစ်ယောက်နဲ့ထပ်မံလက်ထပ်ဖို့စီစဉ်နေတာကြောင့်မိသားစုလိုက်အိမ်တကြီးစီကိုပြောင်းရွှေ့ခဲ့ကြတယ်အဲ့ဒီမှာပထွေးဖြစ်သူအော်တိုနဲ့သမီးအသစ်အက်ဂနက်စ်တို့နဲ့ဆုံတွေ့ခဲ့ကြပြီးရိုဘက်ကာတို့နှစ်ဦးဟာယိုရှစ်နဲ့မင်္ဂလာပွဲလေးကျင်းပခဲ့ကြပါတယ်အယ်ဗီရာကတော့အိမ်ကြီးရဲ့လှပမှုတွေနဲ့အဝေးကမြင်နေရတဲ့နန်းတော်ကြီးကိုကြည့်ပြီးအရန်ကိုစိတ်လှုပ်ရှားနေခဲ့တာပါဒါပေမဲ့မင်္ဂလာညစာစားပွဲမှာပဲကြောက်စရာကောင်းတဲ့အဖေကတစ်ခုဖြစ်ပွားခဲ့ပါတယ်ပထွေးဖြစ်သူအော်တိုဟာရုတ်တရက်နှလုံးရက်ပြီးသွေးတွေအန်ကသမင်းစားပွဲပေါ်မှာတင်တည်ဆုံးသွားခဲ့ပါတယ်နောက်နေ့မှာအယ်ဗီရာကအက်ဂနက်စ်ကိုနှစ်သိမ့်ကိုစူးစမ်းပေမဲ့အက်ဂနက်စ်ကတော့သူမအဖေဟာရိုဘက်ကာကိုပတ်စံမလို့တာလက်ထပ်ခဲ့တာလို့ဒေါသတကြီးပြောခဲ့ပါတယ်တကယ်တော့ရိုဘက်ကာကလည်းအော်တိုကိုချမ်းသာတဲ့အထင်နဲ့လက်ထပ်ခဲ့တာမို့နှစ်ယောက်လုံးဟာတယောက်ကိုတယောက်လှည့်စားမိသွားကြတာပါအကျွေးဒီကြောင့်အပိုင်စီးခံရရမယ့်အခြေအနေမှာရိုဘက်ကာဟာတောကရောက်ပြီးလဲကျသွားခဲ့ပါတယ်မိသားစုကိုကေတင်ဖို့အယ်ဗီရာကသူမမဲ့လက်ထပ်ပေးမယ်လို့ကတိပေးခဲ့ပေမဲ့ရိုဘက်ကာကတော့အယ်ဗီရာကိုအယုတ်ဆိုးလွန်းတယ်လို့ပြောပြီးနှိမ်ချခဲ့ပါတယ်